တငယ်ချင်းတို့ကမာကောင်ကိုစားရတာနှစ်သက်တဲ့သူဒါမှမဟုတ်ပင်လယ်စာဝါသနာရှင်တယောက်ဆိုရင်ဒီလူကိုတိထားတင်ပါတယ်။သူ့နာမည်ကမတ်ဖြစ်ပြီးသူ့ရဲ့ဗီဒီယိုတွေကကမ်းရိုးတန်းတစ်လျှောက်မှာတဘာဝကမာကောင်တွေနဲ့တခြားပင်လယ်စာတွေကိုရှာဖွေလေးရှိပါတယ်။သူဟာစားတောက်ဆိုင်ကနေကမာကောင်တွေဝယ်မဲ့အစားရေကျချိန်မှာထွက်သွားပြီးကမာကောင်တွေတဘာဝအတိုင်းပေါက်ရောက်တဲ့ကြောက်ဆောင်ကန်းခြေတွေကိုရှာဖွေပါတယ်။သူ့ရဲ့ဗီဒီယိုတွေကိုစိတ်ဝင်စားစရာကောင်းစေတာကကမာကောင်အိယာတွေကိုရှာဖွေတာလက်နဲ့ရိတ်သိမ်းတာတန်ရှင်းရေးလုပ်တာနဲ့နောက်ဆုံးမှာစားဖို့ပြင်ဆင်တာစတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုပြတ်တက်ထားတာကြောင့်ပါကမာကောင်ငယ်လေးတွေကအသက်ကြီးတဲ့ဖြူခွန်တွေနဲ့တွေ့ကပ်နေလေးရှိတာကြောင့်တဘာဝကမာကောင်တွေဟာအစုဝေးကြီးတွေဖြစ်ကြီးထွားလေးရှိပါတယ်အချိန်ကြာလာတာနဲ့အမျှသူတို့ဟာငါးကနန်းနဲ့တခြားရည်နေတတဝါတွေရဲ့နေအိမ်ဖြစ်လာတဲ့ကြီးမားတဲ့ကမာကောင်ကြောက်တန်းတွေကိုဖွဲ့စည်းနိုင်ပါတယ်ဒါပေမဲ့တဘာဝကမာကောင်တွေကိုစုဆောင်းတာကထင်သလောက်မလွယ်ကူပါဘူးဒေသဆိုင်ရာစီးမင်းတွေဘေးကင်းတဲ့ရိတ်သိမ်းတဲ့နေရာတွေနဲ့ရေကလုံလောက်အောင်တန်ရှင်းမှုရှိမရှိကိုသိထားဖို့လိုအပ်ပါတယ်ကမာကောင်များဟာပတ်ဝန်းကျင်မှာညဉ့်ညမ်းပစ္စည်းများနဲ့ဘက်တီးရီးယားများကိုစုပ်ယူနိုင်တာကြောင့်အတွေ့အကြုံရှိကမာကောင်ဖမ်းသူများဟာဒေသခံဘေးကင်းရေးအကြံပြုချက်များကိုဥစွာစစ်ဆေးလေးရှိပါတယ်။ကြည့်ရှုသူအချို့အတွက်ဒါဟာရှင်တန်ရက်တီရေးနဲ့ကမ်းရိုးတန်းရှာဖွေခြင်းအတွက်အသုံးဝင်တဲ့ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်